ဒီမျိုးသမီးကတော့တကယ့်ကိုယူသွားခဲ့ပါပြီလူတန်းပေါင်းများစွာရှိတဲ့မြို့တစ်မြို့လုံးကိုသူမနဲ့အတူ6ထဲဆွဲချဖို့နျူကလ িয়ার 3ကိုမိမိကိုယ်တိုင်တက်ဆင်လိုက်တာပါဘုံမပေါက်ကွဲမီစက္ကန့်ပိုင်းလိုမှာပဲဖလက်ယာဟာသူ့ရဲ့အလွန်မင်းမြန်ဆန်တဲ့ဖလက်ဂျာတိုင်းကဘာတဲကိုဝင်ရောက်လိုက်ပါတယ်မြို့တစ်မြို့လုံးဟာချက်ချင်းဆိုသလိုစက္ကန့်မရွေးတော့ပဲရပ်တန့်သွားခဲ့ပါတယ်အမျက်နှုံးစွမ်းအားရှိကြတဲ့ဘယ်ရီနဲ့ဂျဲစီကလွယ်ရင်ကျန်တဲ့သူအားလုံးဟာအချိန်ထဲမှာတေလူမျိုးပါတုံဆိုင်သွားခဲ့ရတာပါဒါပေမဲ့ဘယ်ရီကသူ့စိတ်ထဲလေးလေးနက်နက်သိနေပါတယ်သူဘလောက်ပဲမြင်မြင်ပြေးနိုင်ပါစေတစ်စက္ကန့်အတွင်းမှာလူတန်းပေါင်းများစွာကိုဘေးလွတ်ရာမရွှေ့ပြောင်းနိုင်ဘူးဆိုတာကိုပေါ့အဆက်အသွယ်မဲ့သွားတဲ့ဘယ်ရီဟာဂျဲစီကိုတပြေပြိုင်စကြောင်းငါတွေကမူလဖလက်ယာဖြစ်တဲ့ဂျေစီတွားရောက်ကူညီတောင်းဖို့ခိုင်းလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲသူဟာခရီးစ်ကိုဖလက်ဂျာရိုင်းရန်နဲ့ဆွဲသွင်းပြီးနျူကလ িয়ার 3ကိုအာကာသထဲကတေဆုံးနေတဲ့ကျဲတလုံးစီပို့ပေးဖို့ပို့ရတကားဖွင့်ခိုင်းခဲ့ပါတယ်ပေမဲ့ဖလက်ဂျာတိုင်းရန်ထဲကတုံခါမှုနေရာမှာဟာရိုးရိုးလူသားတယောက်ရဲ့ခန္ဓာကိုယ်အတွက်ပြင်းထန်လွန်းတာကြောင့် KCO အနေနဲ့ပို့ရတကားတောင်မဖွင့်နိုင်ခဲ့ပါဘူး။သူကအမျက်နှုံးစွမ်းအားရှင်မဟုတ်တာကြောင့်ဒီဖလက်ဂျာတိုင်းရန်ထဲမှာကြာမရက်တည်နိုင်ခဲ့ပါဘူး။အကြံကုန်သွားတဲ့ဘယ်ရီဟာဒေါက်တာဟယ်ရီရဲ့အကူအညီကိုရဖို့စတားလက်စီအပြေးလွှားပြန်လာခဲ့ပါတယ်။ဒေါက်တာဟယ်ရီကရိုးရှင်းတဲ့အစီအစဉ်တစ်ခုကိုချက်ချင်းထုတ်ပေးခဲ့တယ်။နျူကလ িয়ার 3ကိုအမျက်နှုံးစွမ်းအားပင်လည်းထဲပစ်ထည့်ပြီးအဲ့ဒီထဲမှာပဲပောက်ကွဲစေခြင်းအပြင်မြို့ကိုဘေးကင်းအောင်ကာကွယ်ဖို့ပါဒါပေမဲ့ဂျေးဟာအချိန်မီရောက်ရှိလာပြီးအဲ့ဒီအစီအစဉ်ကိုရပ်တန့်လိုက်ပါတယ်အကြောင်းကတော့နျူကလ িয়ার 3ဟာစပီးဘုတ်စ်ထဲမှာပောက်ကွဲသွားခဲ့ရင်အမျက်နှုံးစွမ်းအားရှင်တိုင်းရဲ့စွမ်းအားတွေထောက်ရပြောက်ကွယ်သွားမှာဖြစ်ပြီးနောက်မေတ္တာပြောင်းလဲသူဒုစရိုက်သမားတွေကိုဘယ်တော့မှတားဆီးနိုင်တော့မှာမဟုတ်လို့ပါဒါဆိုရင်ဘာဆက်လုပ်မလဲဂျေးမင်းမာရောဘာကြံရှိလို့လဲနောက်ဆုံးမှာတော့သူတို့ဟာကစ်လာဖော့စ်ကိုရှာတွေ့ပြီးဖလက်ဂျာတိုင်းရန်ထဲကိုဆွဲသွင်းခဲ့ကြပါတယ်ဘယ်ရီကသူမကိုပောက်ကွဲခါနီဘုံရဲ့အနီးနားအထိခေါ်ဆောင်သွားပြီးနျူကလ িয়ার စွမ်းအင်ထွက်ရှိမှုကိုအေးခဲပြနိုင်ဖို့မျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့ဘုံဟာပြင်းထန်တဲ့အဆုံးစုံအဆင့်ကိုရောက်ရှိနေပြီဖြစ်တာကြောင့်အေးခဲမှုကပောက်ကွဲမှုကိုမတားဆီးနိုင်ခဲ့ပဲစွမ်းအင်တက်ပြမှုကိုပုံမပြင်းထန်လာစေခဲ့ပါတယ်အခြေအနေတွေထိမရအောင်ဆိုးရွားလာချိန်မှာဂျဲစီဟာတီအိုရီဆန်နဲ့ဖြည့်ရှင်းတဲ့တစ်ခုကိုရုတ်တရက်တတိယသွားပါတယ်အမျက်နှုံးစွမ်းအားရှင်တယောက်ရဲ့လျှက်စီးကြောင်းတစ်ခုမှာစွမ်းအင်ဂျူး1ဘီလီယံပါဝင်တယ်လို့သူမတွက်ချက်ထားတာပါသူတို့3ယောက်လုံးတပြိုင်နက်တည်းလျှက်စီးနဲ့ပြစ်ခတ်လိုက်ရင်နျူကလ িয়ার စွမ်းအင်ကိုခြေချက်နိုင်ကောင်းခြေချက်နိုင်လိမ့်မယ်ဒါပေမဲ့စမ်းသပ်ဖို့ပြင်ဆင်လိုက်ချိန်မှာပဲအသက်ကြီးပြီဖြစ်တဲ့ဂျေးဟာကနဦးမောပန်းနွမ်းနယ်သွားပြီးဖလက်ဂျာတိုင်းရန်ထဲကနေချက်ချင်းလွတ်ထွက်သွားခဲ့ပါတယ်ထို့နောက်ဂျဲစီဟာလည်းလျှက်စီးကြောင်းများပြားထုတ်လွှတ်လိုက်ရတာကြောင့်သူမရဲ့အကန့်အသတ်ကိုရောက်ရှိသွားပြီးဖလက်ဂျာတိုင်းထဲကနေလွတ်ထွက်သွားခဲ့ပြန်ပါတယ်နျူကလ িয়ার အနုမြူပြိုကွဲမှုတက်ပြူခြင်းဟာနောက်ဆုံးအဆင့်သို့ကူးပြောင်းနေပြီဖြစ်ပါတယ်ဘယ်ရီကနေလန်းပေါင်းစုံသုံးခဲ့ပေမဲ့ဘာမှအရာမထင်ခဲ့ပါဘူးသူ့ရဲ့အဆုံးစွန်အထိရောက်ရှိသွားတဲ့ဘယ်ရီဟာအိုင်းရစ်ကိုအဆုံးသက်နှုတ်ဆက်ဖို့တခွဲခန်းစီပြန်လာခဲ့ပါတယ်သူတယောက်တည်းထွက်ပြေးဖို့လုံးဝမစဉ်းစားခဲ့ပါဘူးအကယ်၍တေးရတော့မယ်ဆိုရင်တော့သူမရဲ့ဘေးမှာပဲရှိနေခြင်းခဲ့တာပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိုင်းရစ်ကရုတ်တရက်စကားတခုပြောလိုက်ပါတယ်ဘယ်ရီကိုစပီးဘုတ်ထဲကနေဆွဲထုတ်တုံးကတုံးခဲ့တဲ့ကလပ်စတာစပီယာထဲမှာစပီးဘုတ်ရဲ့လျှက်စီးကြောင်းပေါင်းများစွာပိတ်လောင်မိနေခဲ့တာပါအဲ့ဒါကိုအသုံးပြုပြီးနျူကလ িয়ার စွမ်းအင်ကိုတက်ပြဲစေကဒီဘေးအန္တရာယ်ကိုတားဆီးနိုင်မလားဆိုတာပါပဲဘယ်ရီဟာမျောလင်းချက်ပြန်လည်ရရှိသွားခဲ့ပါတယ်သူဟာနောက်ဆုံးကြံရှိတဲ့ခွန်အားနည်းငယ်ကိုသုံးပြီးစပီးဘုတ်ထဲကိုပြိုင်ပွဲဝင်တယ်လို့ပြေးဝင်သွားခဲ့ပြီးမကုံဆုံးနိုင်တဲ့လျှက်စီးမုန်တိုင်းတွေကြားထဲကကလပ်စတာစပီယာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒါကိုကင်တွယ်လိုက်တဲ့ခဏမှာပဲကြီးမားလာတဲ့လျှက်စီးကြံတက်မှုကြီးဟာသူ့နဲ့အတူစပီးဘုတ်ထဲကနေရုံထွက်လာခဲ့ပါတယ်ထို့နောက်သူ့ရဲ့နောက်ဆုံးပိုရှင်ရဲ့စွမ်းအားနဲ့နျူကလ িয়ার ပေါက်ကွဲမှုကိုခြေချက်နိုင်ဖို့အဆိုပါလျှက်စီးစပီယာကိုလွှင့်ပစ်လိုက်ပါတယ်နားကွဲမတက်ပြင်းထန်တဲ့အတန်ကြီးနဲ့အတူလျှက်စီးကြောင်းဟာနျူကလ িয়ার 3ကိုတကယ့်ကိုတက်ပြဲသွားစေခဲ့ပြီးဒီဘေးအန္တရာယ်ကိုတားဆီးဖို့သူ့ရဲ့အရာအားလုံးကိုပေးဆက်ခဲ့တဲ့ဘယ်ရီဟာလည်းအမျက်နှုံးစွမ်းအားတွေအကုန်လုံးကုန်ခန်းသွားပြီးလဲပြိုကျသွားခဲ့ရပါတော့တယ်